ညီမနဲ့အသက်30ပြည့်တော့မဲ့ကောင်မရွယ်ဖြစ်နေပါစေအမေနဲ့အတူတူနေသေးတယ်ဆိုတော့ဆုခံရမှာပဲကျမကလည်းကျမပါပဲရှင်အခုလဲတင်မော်ဒီတောင်စားမယ်ဆိုပြီးတော့အိမ်နာကမက်ခရိုရှိတယ်အဲ့မက်ခရိုနာကဘီယာဆိုင်တေးသေးလေးကိုရောက်လာပါတယ်အဲ့နာမှာဖူကော့တွေလည်းရှိတယ်သွားတာတော့အဲ့ဆိုင်တေးသေးလေးပဲတစ်ခေါက်နှစ်ခေါက်တော့ထိုင်ပူတယ်အဲ့ပြောင်းဘူးထောင်းတို့အဲ့တင်မော်ဒီထောင်းတို့ပြီးရင်မုတ်တို့ပါတော့အဲ့လိုမျိုးဘေးနာဖူကော့မှာဝယ်လို့ရတယ်ပြီးရင်ဒီဆိုင်မှာယူလာပြီးတော့စားလို့ရတယ်ဒါကလည်းကြက်ဥနှလုံးနဲ့ငပြောသီးထည့်ထားတာဗတ်40ပေးလိုက်ရတယ်အမဝယ်တာပေါ့နော်ကတ်စားတာပေါ့အမှန်ပြီးတော့အဲ့ဆိုင်မှာကချမ်းဘီယာကအဓိကရောင်းတာပေါ့နော်အခြားတွေလည်းရှင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့မှာဆိုချာဝမ်နဲ့မှာလို့ရတယ်အမကြီးကတော့တင်မော်တီတောင်းနဲ့ပြောင်းမှုတောင်းပဲဒါပေမဲ့တင်မော်တီတောင်းကအဆင်ပြေပြောင်းမှုကကြတော့လှီးထားတဲ့ပြောင်းမှုနဲ့အဲ့အချင်းအဆက်အဟတ်တွေနဲ့နည်းနည်းတိတ်ပြီးမခေါ်ကြအောင်နဲ့တူတယ်ချက်ရှိတော့လေးကတော့နုနုအေးလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒါလေးစားပြီးတောက်ပြီးတော့အင်ကိုပြန်ရပါတယ်ဘာလို့လဲဆိုတော့အကွာ16နှစ်မှလေးနော်